ဇွန်လ23ရက်နေ့မှာချစ်စရာသားငယ်လေးမာရှယ်ကိုမွေးဖွားသန်းဆင်လိုက်ပြီးဖြစ်တဲ့အဆိုတော်ဟန်ထူးလွင်တို့ဇနီးမောင်နှံမင်္ဂလာပါပရိသတ်ကြီးရှင်အဆိုတော်ဟန်ထူးလွင်နဲ့စုဝေးရီတောင်းတို့ကတော့နှစ်ဦးသဘောတူလက်ထပ်ထိမ်းများပြီးနောက်ပိုင်းဟန်ထူးလွင်ရဲ့သမီး2ယောက်နဲ့အတူပြင်သစ်နိုင်ငံမှာပဲတွားရောက်နေထိုင်နေတာဖြစ်ပါတယ်အဆိုတော်ဟန်ထူးလွင်ကသမီး2ယောက်ရှိထားခဲ့ပေမယ့်ပထမအိမ်အောင်နဲ့ကွာရှင်းပြတ်ဆဲပြီးတဲ့နောက်စုဝေးရီတောင်းနဲ့ဖူးစာဆုံးခဲ့ကြတာလည်းဖြစ်ပါတယ်မနေ့ကဇွန်လ23ရက်နေ့လေးမှာတော့အဆိုတော်ဟန်ထူးလွင်အတွက်ပထမဦးဆုံးသားရတနာလေးကိုဆွေးဝေးရီတောင်းကမွေးဖွားသန်းဆင်ပေးခဲ့တာဖြစ်ပါတယ်။အခုဆိုရင်တော့ဟန်ထူးလွင်ကသမီး2ယောက်သား1ယောက်ကိုပိုင်ဆိုင်ခွင့်ရခဲ့တဲ့အဖေ1ယောက်ဖြစ်လာခဲ့ပြီးအရင်ကထက်ပုံမှုပြည့်စုံတဲ့မိသားစုဘဝကိုပိုင်ဆိုင်ခွင့်ရရှိတော့မှလည်းဖြစ်ပါတယ်။ဆွေးဝေးရီတောင်းကတော့ညီမတွေထဲမှာအငယ်ဆုံးဖြစ်ပြီးအိမ်မှာအလိုလိုက်ခံခဲ့ရသူဖြစ်တာကြောင့်အိမ်အောင်ကြပြီးတော့ခင်မွန်းဖြစ်သူနဲ့အတူမိသားစုတာဝန်တွေကိုယူနေရတဲ့အချိန်မှာတော့အမဖြစ်သူမအေးတောင်းကညီမငယ်လေးအတွက်စိုးရိမ်ခဲ့ရတယ်လို့ဆိုလာခဲ့ပါတယ်။အမဖြစ်သူအေးဝေးရီတောင်းကအိမ်မှာအိမ်မှုကိစ္စတွေတခုမှမလုပ်ခဲ့ဘူးတဲ့ဆွေးဝေးရီတောင်းဟာအိမ်အောင်ကြပြီးလို့တအိမ်လုံးရဲ့မိသားစုတာဝန်တွေကိုယူနေခဲ့တာကိုကြားရချိန်ဝမ်းနဲ့ဝမ်းသာဖြစ်ခဲ့ရတယ်လို့ပြောလာခဲ့ပါတယ်။ပြင်သစ်နိုင်ငံကိုခင်မုန်းဖြစ်သူဟန်ထူးလွင်နဲ့အတူရောက်ရှိလာချိန်မှာတော့သူမတို့ကိုလည်းအဆက်အသွယ်သိမ့်မလို့တော့သလို Facebook ကိုလည်းမသုံးတော့တဲ့အတွက်ညီမဖြစ်သူစီဝေးရီတောင်းနဲ့အဆက်အသွယ်ပြတ်တောက်ခဲ့ရတယ်လို့လည်းပြောလာခဲ့တာဖြစ်ပါတယ်။အမျိုးသမီးတွေရဲ့အတွက်အားငယ်ဆုံးအချိန်ဟာကိုယ်ဝန်ဆောင်ချိန်ဖြစ်ပြီးမိသားစုမိဘတွေရဲ့နှွေးထွေးမှုကိုအလိုအပ်ဆုံးချိန်ဖြစ်တာကြောင့်သူမကိုယ်တိုင်ညီမငယ်ဆုံးလေးဖြစ်တဲ့စီဝေးရီတောင်းကိုတတိယနေပြီးတငယ်ချင်းတွေကလေးမွေးနေချိန်မှာတော့ကွန်ပျူတာပန်းစီလက်ဆောင်တွေနဲ့သွားတိတ်နိုင်ခဲ့ပေမဲ့ညီမငယ်ဆုံးလေးကိုတော့ဘာမှမလုပ်ပေးနိုင်ခဲ့လို့စိတ်မကောင်းဖြစ်ရကြောင်းမအေးတောင်းကဝမ်းနည်းစွာနဲ့ပြောလာခဲ့တာလည်းဖြစ်ပါတယ်အခုဆိုရင်တော့စီဝေးရီတောင်းကချစ်စရာသားလေးမာရှယ်ကိုအောင်မြင်စွာနဲ့မွေးဖွားသန်းဆင်လိုက်ပြီးဖြစ်တာကြောင့်ဝမ်းသာကြည်နူးမဆုံးဖြစ်နေခဲ့ကြရတာပါပရိသတ်ကြီးကလည်းအဆိုတော်ကြားပေါက်တို့ဇနီးမောင်နှံကိုချစ်ခင်အားပေးကြတယ်လို့ပဲမာရှယ်လေးကိုလည်းချစ်ခင်အားပေးနှစ်သက်ကြပါအောင်ရှင်